အားလုံးမင်္ဂလာပါခင်ဗျာ။မာမီစကားလေး US ကနေပြန်လဲကြိုဆိုပါရစေ။ဒီတစ်ခေါက်ကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်နောက်ဝေးမှာဒီအိမ်နော်နောက်ဝေးမှာ greenhouse စောက်ထားတယ် greenhouse ထဲမှာကျွန်တော်ဒီပူဒန်နော်ကောင်းကောင်းခံနိုင်ပြီးတော့အေးတံကြောက်တဲ့အပင်တွေဖြစ်တဲ့ပကောက်တို့ရဲယူတို့မူတို့နောက်တရုတ်စကားပင်တို့နောက်ဘွေးသီးပင်တို့အဲ့လိုမျိုးပေါ့ဗျာအပင်ဒီအေးကြောက်တဲ့ယူကြောက်တဲ့အေးကြောက်တဲ့အပင်ပေါင်းစုံကျွန်တော်ကဒီ greenhouse ထဲမှာထည့်ထားတယ်ထည့်ထားတဲ့အခါမှာချို့ပင်တွေကြတော့ new down ကို greenhouse ထဲမှာထည့်ထားတဲ့အတွက်ကြောင့်မို့ new down ကိုတော့မခံရဘူးဒါပေမဲ့အေးတာတော့ greenhouse ထဲဆိုတော့အပူမရှိတော့အေးတယ်ပေါ့ဗျာအေးတဲ့ခါမျိုးကြတော့ချို့ပင်တွေကြတော့အရွက်တွေဝါလိုက်လာတာအခြေအနေမကောင်းတာရှိတယ်နော်ရှိတဲ့အခါမှာဘာပဲဖြစ်ဖြစ်ဗျာဝေါ်ရီယောမဆိုကိုကအပင်တွေကိုတနွေလုံးမှာတိချပြုစုပြီးစိုက်ထားတယ်ဆိုတော့ ဆောင်းတွင်းမှာအတက်နိုင်ဆုံးကတော့မသိအောင်ကာကွယ်ရမှာပဲကာကွယ်ရမယ်ဆိုတော့ကျွန်တော်ဒီ greenhouse ထဲမှာကအပူပေးဖို့အတွက်အပူပေးစနစ်ပေါ့နော်လိုအပ်လာတဲ့အခါဘယ်လိုကြတော့ကျွန်တော်ကဒါမနေ့ကတော့က Lowe's ကိုသွားပြီးတော့ heater ဒီကျွန်တော် greenhouse အရွယ် size နဲ့နော်တင့်တော်မဲ့ထင်တဲ့ heater ပေါ့နော်အဲ့ဒါကိုကျွန်တော်သွားဝယ်လာတယ် Mr. Heater လို့ခေါ်တယ်သူကဘယ်လောက်ပေးရလဲဆိုတော့ online မှာသူ website မှာကြည့်ရင်တော့$89ပေါ့ကိုတကယ်သွားဝယ်တဲ့အခါမှာ tax နဲ့ပါနဲ့နော်ဟိုအကုန်လုံးပေးရတာတော့$96ပေးရတယ်အဲ့တော့ဒီ heater ကဘယ်လောက်ကျလဲ$96ဘာနေသုံးလဲဆိုတော့ဒါက gas heater ဖြစ်တယ်နော် gas အိုးနဲ့တွဲပြီးတော့သုံးတာခင်ဗျကျွန်တော်ဘာလို့ဆိုတော့လျှက်စစ်မီတာကကျွန်တော်ကအိမ်ထဲမှာလဲလူအတွက် heater ဖွင့်ထားတဲ့အတွက်ကြောင့်မို့ဘာလို့ greenhouse ထဲမှာ heater ကိုလျှက်စစ်နဲ့သုံးတယ်ဆိုရင်မီတာကအများကြီးကျမှာဆိုလို့ကျွန်တော်က gas heater ကိုကျွန်တော်သုံးတာအဲ့တော့ဒီ heater နဲ့တွဲသုံးမယ် gas အိုးလည်းရှိတယ်ပေါ့ဗျာအဲ့တော့ greenhouse ထဲမှာကျွန်တော်အပင်တွေကိုအပူပေးတဲ့အခါမှာလိုအပ်တဲ့ item 3မျိုးကိုကျွန်တော်ဒါနော်ကြောပြပါတယ်ဒါက heater လိုမယ်နော် heater ဒီ gas heater လိုမယ်နောက်တစ်ခုကဘာလိုမလဲဆိုတော့heater ထားပြီဆိုရင်သူကအပူချိန်နဲ့အရင်မမြင့်အောင်အရင်နဲ့မနှိမ့်အောင်အပင်တွေခံနိုင်တဲ့အပူချိန်ပြီးတော့လဲဘာဖြစ်လဲရေငွေ့ moisture သိပ်များတယ်ဆိုရင်အပင်တွေကနော်ပေါင်းလို့မှုဆွဲတတ်တယ်ဆိုတော့အဲ့တော့ဒီရေငွေ့နော်လေတူထဲမှာဒီ greenhouse ထဲမှာရှိတဲ့လေတူထဲမှာရေငွေ့ပမာဏ percentage နဲ့တွက်တာတော့humidity ပေါ့နော်humidity level ကိုဘယ်လောက် percentage ရှိလဲဆိုတာကိုတိုင်းနေနော်ဒီ digital နော်ဒီ thermometer နဲ့တွဲထားတဲ့နော်ဒါပေါ့ဒီလေပြူစုတိုင်းစားလေးတိုင်းလို့ရတယ် thermometer နော်အပူလဲတိုင်းလို့ရတယ်ဆိုတော့ဒီနှစ်ခု digital နော်ဒီ thermometer ကိုကျွန်တော်ကမနေ့ကတော့ Walmart ကနေဝယ်တယ်ဘယ်လောက်ပေးရလဲ$17ပေးရတယ်နောက်တစ်ခုကဒါနဲ့တွဲသုံးမဲ့ဟာကစုစုပေါင်းဒီတက်ငယ်အလေးချိန်ကပေါင်20လေးတဲ့တက်ငယ်တိုင်းတွဲပြီးသုံးပါဆိုတော့သူ့တက်ငယ်အလေးချိန်ကြီးပဲဒီ propane တက်ငယ်အလေးချိန်ကသူက15ပေါင်လေးတယ်ဒီထဲမှာgas ကိုဖြည့်လိုက်ပြီဆိုရင် gas ကဘယ်နှပေါင်ဆန့်လဲ5ပေါင်ဆန့်တယ်အဲ့တော့ဒီ tank တစ်ခုလုံးရဲ့အလေးချိန်ကပေါင်20ဒီဟာကိုကျွန်တော်စင်ပြီးတော့ကျွန်တော်ဒီ greenhouse ထဲမှာဘယ်လိုသုံးလဲဆိုတာကိုကျွန်တော်ကပြချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ right ကဲအဲ့တော့ဒီ gas heater ပေါ့ဗျာစင်တာပြီးသွားပြီဒီ greenhouse ထဲမှာကျွန်တော်မှာဒီနော်ဒီမှာအပူပေးပြီးတော့ဟလာဘယ်လိုပုံစံမျိုးထားမလဲဆိုတာကိုကျွန်တော်နဲ့ဒီပိုလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီမှာနော်ကူးလာပြီဟိုဟာလေးမီးရောင်လေးတွေ့ကြအောင်လုပ်ပြီနော်အဲ့ဒါဒီမှာကျွန်တော်ပြမယ်အပူချိန်ကျွန်တော် temperature ကိုအနည်းအများကိုဘယ်လိုချိန်မလဲဆိုတာနော်ပြီးလို့ရှိရင်ကျွန်တော်temperature ကိုတိုင်းနဲ့thermometer ကိုလည်းကျွန်တော်တက်ဖက်ထည့်ပြီးတော့ setup လုပ်ပြင်ကြမယ်နော်အဲ့ဒီမှာမီးရရဲလာပြီတော့ဒီ greenhouse ထဲမှာ
အနေဆုံးအခုဒီနော်ဟိုသူက gas ပမာဏအနည်းဆုံးကိုကျွန်တော်လွှတ်မယ်ဆိုရင် temperature ဘယ်လောက်ဟိုရမယ်လဲဆိုတာဟိုဒါကျွန်တော် thermometer မှာပြတဲ့ဟာကိုကျွန်တော်ကကြည့်ပြီးတော့ခုနဖြစ်ရမှာတကယ်လို့ကျွန်တော်ဟိုလိုချင်တဲ့ temperature ရတယ်ဆိုရင်တော့သူကတဲ့အနေဆုံးနော် gas ကိုအနေဆုံးထည့်မှာပေါ့ဗျာဒီနော် gas ကိုအနေဆုံးအပေါက်ခုတာကျွန်တော်တော့လေတမီဒီယန်ပြတော့ဗျမီဒီယန်အမေဆုံးကိုချိန်တာဘယ်လိုလဲဘာလို့မရတာလဲတကယ်ဟိုကြည့်သေးတာရောဘယ်လောက်အထိဒါ temperature ဘယ်လောက်အထိနော်ဟိုရမယ်လေဒီ greenhouse ဆိုတာနော်အခုမှစလောင်းကတော့ရဲလာကြီးရစလောင်းရဲလာပြီအဲ့ဒါက medium နဲ့ကျွန်တော်က low ကိုလုံးမရအောင် medium လေးရတယ်အဲ့တော့ကြည့်သေးတာပေါ့အဲ့တော့ကျွန်တော်အခုဒီဥစ္စာကိုတွန်းနေတဲ့အချိန်မှာနော်ဒီအပူဝင်နေဖြစ်နေတဲ့အချိန်မှာကျွန်တော်ဒီ temperature ကိုတိုင်းနဲ့နော်ဒီ thermometer လေးကို digital thermometer လေးကိုကျွန်တော်ဟိုတကယ်ထည့်တာတကယ်ထည့်ပြီးတော့နောက်ကဟိုတော့တနားကြီးလောက်နေရဆိုရင် temperature ဒီထဲမှာဘယ်လောက်တက်နေလဲကျွန်တော်ကြည့်ပေးရပါနော်โอเคဒါကတော့ thermometer ပေါ့ဗျာ thermometer နောက်တစ်ခုကနော်အပူချိန်ဘယ်လောက်ရှိလဲမှာကြီးလို့ရတယ်ပြီးတော့ဒီ greenhouse ထဲမှာစိုးထိုင်းစားနော်ဒီလေလူထဲမှာ greenhouse ရလေလူထဲမှာစိုးထိုင်းစား flow ရှိတယ်ဆိုတာကိုကြည့်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကဟို temperature ကိုတီးဖို့လို့ဟိုစိုးထိုင်းစားမှာနော်ဟို humidity level ဒီထဲမှာဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့တီးဖို့ဆိုရယ်ဘာဖြစ်လို့လဲဆိုတာကိုကျွန်တော်ရှင်းပြအောင်နော်ဟုတ်ကဲ့ဒါ thermometer ကို digital thermometer မှာနော်ဟိုတိုင်မှာကတ်ထားလိုက်ပြီပေါ့ဗျာကတ်ထားလိုက်တော့ကျွန်တော်ကြည့်ကြရအောင်အပေါ်ပိုင်းကသူက percentage နဲ့ပေါ်ပြတာကဒါကဒီ greenhouse ထဲမှာရှိတဲ့လေထုရဲ့နော်ဟို socializer ဘယ်လောက်ရှိသလဲနော်ဒီသူ့ရဲ့ဟိုဆို humid level ဘယ်လောက်ရှိလဲဆိုတာကြည့်လိုက်တော့62ဟို percent ပေါ့နော်အောက်ကဘာတော့သူကဘယ်လောက်ရှိလဲဆိုတော့ temperature ကသူက61 degree Fahrenheit အဲ့တော့ temperature ကဒီလောက်ကကိစ္စမရှိဘူးရတယ်ကိစ္စမယူကျွန်တော်မှာပုံထဲမှာမြင်နေတဲ့ပင်တွေက temperature 61 degree Fahrenheit ကကိစ္စမရှိဘူးဒါပေမဲ့ humid level က 62% ကတော့ပြဿနာရှိတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဒီလေထုเนาะဒီထဲမှာဟိုဆိုဒီ moisture တွေเนาะသူ့ရဲ့ဟိုနည်းဟာကเนาะဒီဟိုစိုထိုင်းစားကအဲ့လောက်ထိရှိတယ်ဆိုရင်သူဘာဖြစ်တယ်လဲဆိုတော့ဒီမှာကြည့်လိုက်ဒီမှာဒါဒီအပင်တွေအကုန်လုံးပုံထဲမှာမြင်ရတဲ့အပင်တွေအကုန်လုံးလူဘက်ဆိုရင်ဒါအပြင်မှာစိုက်တာပေါ့ဗျာအပြင်မှာထားတဲ့ဟာတွေအဲ့တော့ तू ကသူတို့ထဲမှာကဟိုသုံးထားတဲ့မြေကြီးအကုန်လုံးက तू က outdoor body mix လို့ခေါ်တယ်မြေဒီအပြင်ဘက်ပိုင်းမှာเนาะစိုက်တဲ့အပင်တွေအတွက်ကိုသုံးတဲ့မြေကြီးကိုထည့်သုံးထားတာအဲ့တော့ humid level ဒီเนาะဒါ humidity level ကသူက 55% တက်ကိုကျော်သွားရင်တောက်လျှောက်အဲ့လောက်ဒီလောက်ထိဖြစ်နေမယ်ဆိုရင်เนาะ55ကျော်သွားလို့ရှိရင်ဒီ outdoor body mix တွေကသူကမှုဆွဲတယ်ခင်ဗျအဲ့တော့သူတို့ကိုမှုမဆွဲအောင်ကျွန်တော်ကဘာလုပ်ရလဲဆိုတော့အခုလိုမျိုး heater ဒီလိုမျိုးဖွင့်ပြီးတော့ဒီလေယူထဲမှာရှိနေတဲ့ဒီ greenhouse ထဲမှာရှိတဲ့လေယူထဲမှာရှိနေတဲ့เนาะဒီစိုထားကြီးစားကိုကျွန်တော်ကဒီအပူကိုเนาะပေးပြီးတော့ short ချခြင်းအပြင်ဒီ humidity level ကသူက percentage ကကျသွားဟုတ်ကဲ့ဒါကတော့ကျွန်တော်အပင်နေဆိုင်တဲ့အခါမှာကျွန်တော်အပင်တွေကိုစောင်းနေဘက်မှာမသေးအောင်ဘယ်လိုပြုစုဆောင်ရှောက်တလဲဆိုတာကိုဒါကျွန်တော်ကတင်ပြသွားတာဖြစ်ပါတယ်ခုလိုမျိုးဟို greenhouse ဆောက်ပြီးတဲ့အခါမှာလည်းပဲเนาะဒီ temperature တွေကိုဒီ greenhouse ထဲမှာရှိတဲ့เนาะ temperature level humid level တွေကိုဘယ်လိုထိန်းချုပ်လဲဆိုတာတွေကိုလည်းပဲဒါဆိုကျွန်တော်တွေ့ပြသွားတာပါအဲ့တော့ကျွန်တော်အခုတင်ပြသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မရှင်းလင်းတာရှိရင်သို့မဟုတ်ဟိုထပ်ပြီးတော့သိကျင်တာတွေရှိတယ်ဆိုရင်မြည်စရာရှိတယ်ဆိုရင်ကျွန်တော်ဒီ comment အနေမဟုတ်ဘဲနဲ့ chat box ကနေဆက်သွယ်ပြီးတော့နင်းငင်းလို့ရပါတယ်ခင်ဗျာအခုလိုကြည့်ရှုအားပေးကြတဲ့เนาะဟိုကျွန်တော်ရဲ့ပရိသတ်တွေအားလုံးနဲ့ကွာကျွန်တော်ရဲ့เนาะ customer တွေအားလုံးလည်းပဲကျွန်တော်အထူးပဲကျေးဇူးတင်ကြောင်းပြောကြလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ